ဆိုင်လုံးမှာပဲနေရကြိုက်ဆုံးလဲလို့မေးရင်ကျွန်တော်ကတော့ဒီနေရလို့ပဲပြောမိမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြိုက်တဲ့စနစ်ကတည်းအများကြီးပဲရှိပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာတော့ blog တွေလည်းအများကြီးကြာပြီဖြစ်တဲ့အတွက်ပထမအဆုံး blog လေးပြန်ရိုက်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့သွားမယ့်နေရတော့စင်ထန်းဝေါ်ငါးထပ်မှရှိတဲ့ branded တွေရောင်းတဲ့ second hand ဆိုင်ကိုပဲသွားမှာပဲဖြစ်ပါတယ်။ Okay အဲ့ဒီဆိုင်မှာဘာတွေရှိမလဲ။ပြီးရင်ဘာပစ္စည်းလေးရှိမယ်လို့ပေါ့နော်အဲ့ဒါလေးတစ်ချက်သွားကြည့်ရအောင်နေရတော့အရန်ပူနေတဲ့ခုလောလောဆယ်ကတော့ Okay ကျွန်တော်ကအခုက like နဲ့မသွားဘူးเนาะလေနဲ့သွားမှာပဲဖြစ်ပါတယ်ဒီမှာပါနောက်မှာအဲ့ဒါလေစီးတဲ့နေရပေါ့နော်အဲ့လိုမျိုး Okay အဲ့ဆိုရင်ရှင်းတာလေးမှာကျွန်တော်လေးတစ်ချက်စောက်မယ်လေစောက်ပြီးရင်လေနဲ့ကတော့မိနစ်40 30ပေါ့အဲ့လောက်တော့သွားရတယ် Okayဘယ်လိုနိုင်ကြမှာပြန်တွေ့ကြမယ်အခုလာတဲ့လေကတော့ဘာကောက်ထဲကနေပြန်လာတဲ့လေပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီဘက်ကလာတဲ့လေကိုစောက်ပြီးစီးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဘဒုနာတဲ့သွားမှာပဲဆိုတော့အခုလာတဲ့လေကိုစီးရမှာပဲဖြစ်ပါတယ်ခုနကကြတော့အပြန်လေပေါ့အခုကသွားတဲ့လေပေါ့ဒီလေကိုစီးပြီးတော့ကျွန်တော်တို့ဘာကောက်ထဲသွားရမှာပဲဖြစ်ပါတယ်လေစီးခါတော့တယောက်ကို24ဘတ်ကျတယ်ပေါ့နော်ဘဒုနာရောက်တဲ့ထိကြာချေရတော့မိနစ်40လောက်တော့ကြာတယ်ကျွန်တော်နေတဲ့နေရာနေပေါ့နော်တယောက်နဲ့တယောက်တော့မတူနိုင်ဘူးပေါ့โอเคဆက်သွားကြမယ်အခုဆိုရင်တော့ကျွန်တော်ဘဒုနာမြို့ထဲရောက်ပါပြီဒါတော့ကျွန်တော်ခုနစီးလာတဲ့လီစိတ်ပဲဖြစ်ပါတယ်โอเคဆက်သွားလိုက်ရအောင်ပြီးရင်ကျွန်တော်ဟိုဘက်ကလမ်းကူပြီးတော့ကျွန်တော်ကုန်တိုက်တယ်ဝင်မှာပဲဖြစ်ပါတယ်ဆက်သွားကြမယ်ဗျโอเคအခုကျွန်တော်လာတဲ့ဆိုင်ကတော့အဲ့ဒီရှေ့မှမြင်နေရတဲ့ဆိုင်ပဲဖြစ်ပါတယ်ဒါတော့ဘဝနေမြင်ရတဲ့မြင်ကွင်းပေါ့နော်သူကအဲ့ဒီဆိုင်ရဘက်မှာရှိလဲဆိုတော့စင်ထန်းဝေါ်ငါးထပ်မှန်ပဲဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်နဲ့တူတူဆိုင်ထဲတစ်ချက်သွားကြည့်လိုက်ရအောင်ဘာတွေရှိလဲဆိုတာသူရဲ့ဆိုင်နံပါတ်ကတော့ 2ND Second Street ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်သူကပစ္စည်းလေးလည်းပြန်ဝယ်တယ်ပေါ့နော်ပြီးရင်သူဆိုင်မှာလည်းပြန်ရောက်လို့ရတယ်စစဝင်ချင်းတော့ကျွန်တော်တို့ရေတွေအေးဘူးတွေပါလေထည့်ယူရလို့မရဘူးเนาะအပြင်မှာအကုန်လုံးထားခဲ့ရပါတယ်ကျွန်တော်ကတော့ဖနက်ခရီစီတမဆိုတော့ဖနက်တွေပဲဒီကရိုက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒါတော့တမလန်းတွေပဲဖြစ်ပါတယ်ဖနက်တွေကတော့ကောင်းတဲ့ဟာလည်းရှိမယ်ဗျာမကောင်းတဲ့ဟာလည်းရှိမယ်ဈေးလည်းအဲ့လိုပဲသူရဲ့ quality ပေါ်မူတည်ပြီးဈေးကြည့်တာလည်းရှိမယ်ဈေးတက်တော်တဲ့ဟာလည်းရှိမှာပေါ့အဲ့လိုမျိုးတော့ရှိတယ်ကိုကတော့တိချာချာလေးရွေးချယ်ဖို့တော့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့မကောင်းတဲ့ဟာတွေနဲ့တွေ့သွားနိုင်တယ်ပေါ့နော်โอเคကျွန်တော်ကတော့ဖနက်တီပဲအဓိကထားပြီးရိုက်ပြပေးသွားမှာပဲဖြစ်ပါတယ်စက်ကြည့်လိုက်ရအောင်ဘာတွေရှိလဲဆိုတာဖနက်တီကတော့တော်တော်စုံတယ် Baby, you're like the ocean and I'm
ဒီဘက်မှာကြတော့မြင့်မတွေပေါ့နော် accessory တွေအစုပ်ပဲဖြစ်ပါတယ်မြင့်မတွေဆိုလည်းမျိုးစုံပဲရှိပါတယ်ဈေးကလည်းမျိုးမျိုးလိုက်ရှိတယ်ပေါ့နော်ကိုလိုချင်တဲ့ဟာတွေ့ရင်တော့ဈေးနဲ့ပစ္စည်းရဲ့ quality ကြည့်ပြီးတော့ဝယ်ဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ် Okay ဆက်ကြည့်လိုက်ရအောင်ဗာဒီရှိအောင်မလဲဆိုတာအဲ့ဒီလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒီကတော့ brand အစုပ်ပဲဒါတော့မရှိမှရိုက်ထားတဲ့ကျွန်တော်ရဲ့ office ချက်လေးပဲဖြစ်ပါတယ်။ဘာညာပေါ့။ Okay ဆက်ကြည့်လိုက်ရအောင်ကြပါဒီရှိအောင်မလဲဆိုတာ။ဘာဝီဒစ်ဆိုလည်းအများကြီးပဲရှိတယ်ပေါ့နော်။ရွေးချယ်စရာလေးဆိုလည်းအများကြီးပဲ။ကိုကတော့တိတိကျကျလေးရွေးချယ်ဖို့တော့လိုမယ်ပေါ့နော်။ဆက်ကြည့်လိုက်ရအောင်။ ဒီဘက်မှာဆိုရင်လည်းလောကနာမည်ကြီး brand တွေရဲ့ item တွေပဲဖြစ်ပါတယ်ဒီဖက်နက်လေးဆို F1 နဲ့ Supreme နဲ့ Collection လုပ်ပြီးထုတ်တာတဲ့ဖက်နက်လေးပဲဖြစ်ပါတယ်ဈေးကတော့4000တဲ့လောကမတိုင်လိုက်တာဗျာ Okay ဆက်ကြည့်လိုက်ရအောင်ဗာဒီရှိအောင်မလဲဆိုတာမိတ်ကလေးပစ္စည်းတွေလည်းရှိတယ်ပေါ့နော်ဟိုဘက်ခြမ်းမှာကျွန်တော်ကတော့မရိုက်ပြတော့ပါဘူးဆက်ကြည့်လိုက်ရအောင်ဗာဒီရှိအောင်မလဲဆိုတာပိုက်ဆံအိတ်တွေနာရီတွေမျိုးစုံပဲရှိပါတယ်ဒီဘက်မှာကျတော့ဒီ short တွေပေါ့နော်ဒီ short တွေဆိုလည်းဈေးမျိုးမျိုးနဲ့သူရဲ့ quality ပေါ်မူတည်ပြီးအများကြီးပဲရှိပါတယ်လောက်ပါဗျာဒီဘက်မှာဒီမှန်ထဲမှာထည့်ထားတဲ့ဟာတွေကြတော့ဗျာလောက်က Blizzard brand တွေပဲဖြစ်ပါတယ်ကျွန်တော်တခါမှမတွေ့ဘူးမမြင်ဘူးတဲ့ဟာတွေလည်းအများကြီးပဲတစ်ဆိုင်လုံးမှာပဲနေရကြိုက်ဆုံးလဲလို့မေးရင်ကျွန်တော်ကတော့ဒီနေရာလို့ပဲပြောမိမှာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြိုက်တဲ့စနစ်ကတွေအများကြီးပဲရှိပါတယ်အနောက်မှာလည်းကြည့်လိုက်ပါဦးဖနက်တီဆိုလောကပြတန်တဲ့ဟာရောမတန်တဲ့ဟာရောအများကြီးပဲအဲ့ဒီထဲကနေပြီးမှကျွန်တော်တန်တဲ့ဟာလေးတွေကိုလိုက်ပြပေးရမှာပဲဖြစ်ပါတယ်ဒါတော့ Nike Classic လေးပဲဖြစ်ပါတယ်သူ့ရဲ့ quality ကတော့တော်တော်လေးကိုကောင်းပြီပဲရှိသေးတယ်ပေါ့နော်သူ့ရဲ့ဈေးကတော့1500ဆိုရင်တော့သူ့ရဲ့အပြင်မှာရောင်းနေတဲ့အသက်ဈေးကကျတော့3500လောက်တော့ရှိတယ်ပေါ့နော်သူဈေးနဲ့သူ့ရဲ့ဖနက် quality ကတော့တန်တယ်လို့ပြောရမယ်ဒါတော့ Nike တန်လိုလေးပဲဖြစ်ပါတယ်သူကတော့ပြင်မှာရောင်းစီအသက်စီကတော့3500လောက်တော့ရှိမယ်ဒီမှာရောင်းတာဘယ်လောက်လဲတစ်ချက်ကြည့်လိုက်ရအောင်1500တဲ့ဖနက် quality နဲ့ကြည့်ရင်တော့တန်တယ်လို့ပြောလို့ရတယ်ဒါလည်းတန်လို့လေးပဲသူကတော့နည်းနည်းလေးပြနေတယ်ဒါလည်းတန်တယ်လို့ပြောရမယ်900ပဲတဲ့ဒါတော့ Nike F1 လေးပဲဖြစ်ပါတယ်သူကတော့ပြင်မှာအသက်စီကတော့3900လောက်တော့ရှိတယ်ဒီမှာ2500ဆိုတော့မတန်ဘူးဘာဖြစ်လို့လဲဆိုတော့ရှေ့မှာနည်းနည်းကျိုးနေတယ်အဲအကြောင်းမို့ကျွန်တော်တော့မတန်ဘူးလို့ပဲပြောချင်ပါတယ်နောက်တော့ F1 လေးပဲဖြစ်ပါတယ်ဒါတော့ Nike တန်လို့ပန်တာလေးပဲဖြစ်ပါတယ်သူရဲ့ဈေးကတော့2500တဲ့အပြင်မှာတက်ဈေးကလည်း3500အဲ့ဒီဝန်းကျင်လောက်ပဲရှိပါတယ်ဒီဖနက်လေးကတော့ဒီနေ့သွားကြည့်တဲ့ထဲမှာတန်ဆိုးလို့ပြောလို့ရတယ်ပေါ့နော်သူကတော့ Air Jordan 1 လို့ Lucky Green လေးပဲဖြစ်ပါတယ်သူရဲ့အသက်ဈေးကကြတော့အသက်ဈေးကကြတော့9900လောက်ရှိတယ်ပေါ့နော်ဒီမှာကြတော့ lower အသက်တိုင်ပဲရှိသေးတယ်ကျွန်တော်တော့မှ try on လုပ်ကြည့်လိုက်သေးတယ်အရန်ကြိုက်လို့ပေါ့နော်
ဒီမှာရောက်တဲ့ဈေးကတော့2000တဲ့2000ဆိုရင်တော့လောကကိုပြီဗျာရှယ်တန်နေပြီဒီဒီရန်ကျတော့ Nike Air Max လေးပဲဖြစ်ပါတယ်သူရဲ့ဈေးကလည်း2000ပဲဆိုတော့အဲ့ဒီဟာလည်းတန်တယ်သူရဲ့တဲ့ဈေးကတော့6600လောက်ရှိတယ်ဒီဘက်မှာကျတော့ sport shoe running shoe တွေပေါ့နော်ခဏတည်းကတော့အစုပ်ပဲဈေးကလည်းမျိုးမျိုးပဲရှိပါတယ်ဒီလိုမျိုး second hand brother တွေကိုဝယ်ကျင်နေဆိုရင်တော့ပတူနန်း Central Wall ငါးထပ်မှာလာဝယ်ဖို့ကျွန်တော်တော့ကြားပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် 1 2 3 4